ညစ်ပေအဖွဲ့ချုပ်တနေ့မြန်မာနိုင်ငံမှာအခြေစိုက်ပြီးကမ္ဘာညစ်ပေများအဖွဲ့ချုပ်ကိုတည်ထောင်ဖို့စီစဉ်ကြတယ်။ဒီတော့အဖွဲ့သားတွေကအတွင်းရေးမှုအဖြစ်ဘသူကိုခန့်ရမလဲဆိုတာတိုင်ပင်ကြတယ်။တယောက်ကပြောတယ်။ငါတို့အဖွဲ့အတွက်အတွင်းရေးမှုလုပ်ရမယ့်သူကိုသတင်းစာတွေကနေကြောညာလိုက်ရအောင်ကွာ။အဲ့ဒီထဲကမှအသင့်တော်ဆုံးလူကိုရွေးခံမယ်။အဲ့လိုပြောတော့ကြံတဲ့လူတွေကဝိုင်းထောက်ခံကြပြီးပြောတဲ့အတိုင်းလုပ်လိုက်ကြတယ်။နောက်နေ့ကျတော့သူတို့စီကိုပထမဦးဆုံးရောက်လာတဲ့စာကလူကြီးမင်းများခင်ဗျာကျွန်တော်ဟာအင်မတန်မှညစ်ပတ်တဲ့လူဖြစ်ပြီးရက်ွက်ထဲမှာလည်းအော်ကြောလန်ပါပဲဘလူတွေညစ်ပတ်လဲအကုန်ပြောလိုက်ရရင်စာတော်တော်ရှည်သွားမယ်ပြောရမယ်ဆိုလို့ရှိရင်အခုရေးလိုက်တဲ့စာဟာကျွန်တော်အီကုန်းနဲ့စက်ကူနဲ့ရေးထားတာပါကျွန်တော်ကိုအတွင်းရေးမှုခန့်ပါတယ်အဖွဲ့ချုပ်ကနေစာပြန်ပါတယ်ပြန်တဲ့စာကမိတ်ဆွေမှာညစ်ပတ်တဲ့အရေးချင်းတွေထိုက်တဲ့လောက်တော့ရှိပါတယ်ဒါပေမဲ့အဖွဲ့ဝင်ဖြစ်ဖို့တော့အရေးချင်းမပြည့်မီပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဖွဲ့ဝင်တွေတယောက်မှမကုန်းကြလို့ပါပဲ။